Salome Miglava. Salome Migla, you go. Salome Miglava, the Mutini Majaro. Bale, Kaya Hinto, Lusa Pipare. Kaya Hinto. Kaya Hinto. To be a tall, Lucia Pipare, to be Charlie Yavano. Masha. Masha. Maja to be me. Mija Meloda to the wet hiking. Da salo da cao mà đã mấy tua nuôi ra khá y đó đây chỉ là salo mà cao bự nuôi chỉ là salo cao mà tháo quá ta bọn nó ta có đi phe mình nè ngập gió thế bây đó ai đi quá ta đâu đi cha quá ta mình ra sáng chỉ rồi đó quá ta mình ra quẹo á bây giờ mà tôi đâu là thế đấy dài thì mình tụi mình là đâu ta ra đó trồng mẫu bà trồng mẫu con gì mẫu nên đi sản mẫu dễ bây giờ trồng mẫu dễ chết tụi mày dễ chết ta mẫu dễ xa dễ xì dễ bây giờ ai đi qua tao biểu thái này ai gì OK ဒါကြတော့သမီးရှိမှပြောတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီစာပလာတွေရောပြီးတော့ဒီဂျာနဲ့အောင်နေမယ်ပေါ့နော်ပြီးတော့အဲ့ဒီသမီးပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ငပြောရွက်လေးထဲမယ်ပြီးတော့အဲ့ဒီဝတ်သားလေးကိုစားချင်တဲ့လောက်ကိုထည့်လို့ရပါတယ်ရှင်ပြီးတော့သမီးတို့အဲ့ဒါပေါင်းမှာဖြစ်ပါတယ်တော်များများလေးလှုပ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အရန်ကြိုက်လို့နည်းနည်းလေးပဲခံစားရတယ်ခဏလေးစားနဲ့ကုန်သွားပေါ့နော်အရန်စားလို့ကောင်းခဲ့ပါတယ်ကြည်ကြာဟင်းထုတ်လို့ခေါ်ပါတယ်ရှင်ဒါကိုစားချင်တဲ့ရှင်မစားလို့ရတယ် breakfast အနေနဲ့သုံးပြီးတော့စားလို့လည်းရတယ်ပေါ့နော်ဒီပြီးတော့ကျတော့စားအဲ့လိုမျိုးကွာကိုစားချင်တဲ့အချိန်မှာစားပါတယ်ကောင်းတယ်ပေါ့နော်ဒါကြတော့ဒီမီဆိုထောက်နေပါရှင်ဒါကြတော့ကလုံးပြီးပါပြီဖက်ရွက်ကနည်းနည်းမာနေတော့ကွာပြောမလဲရှင်းနေတော့လေအဲ့လိုမျိုးတော့ကြထိုးတဲ့နဲ့အဲ့လိုမျိုးခောက်လိုက်တဲ့အချိန်မှာပေါက်လာပေါ့နော်ပြီးတော့နည်းနည်းဖိတ်သွားပါတယ်ဒါကြတော့ပေါင်းတဲ့အချိန်မှာပေါ့နော်သူ့ဘိုးလေးလုံးလုံးပိတ်ထားပါအလေးတွေထုထားပါအဲ့ဒါသူနဲ့တွဲစားမယ်အရွက်လေးတွေပေါ့နော်အမှနည်းနည်းပေးပါမယ်ပြီးတော့အဲ့ဒီကော်ဖီထုတ်ပါမယ်ဒါကြတော့စားဖို့စီးသေးပါရှင်အမအရွက်လေးတွေပါမယ်ကိုတိုင်းခွဲနဲ့ကိုစားဖို့ပေါ့နော်ဆွဲပါပြီရှင်အမတမီတော့ကြတော့ဖွင့်လိုက်ပြီစီးနဲ့လူလိုက်ပါမယ်ပြီးတော့အဲ့ဒီမြုပ်တီမုံလေးပေါ့မြုပ်တီမုံကဆက်တယ်ပေါ့နော်အဲကြောင့်နည်းနည်းလေးပဲဖြူတာပါရှင်အလုံးကကြိုက်တော့ဟဲ့အလုံးကဆွဲပါတယ်ရှင်။အိုးရစားလို့ကောင်းတယ်ကြီးစားချစ်စရာကြီး။တမီးရစားလို့ကောင်းပါတယ်